ယနေ့ကျွန်တော်ဘုဒ္ဓစကားလေးပြောကြားပေးလိုပါတယ်ကျွန်တော်ဘုဒ္ဓပြောပြပေးမဲ့စကားလေးကတော့မိမိတို့အနေနဲ့เนาะကျမ်းမာရေးပဲဖြစ်ဖြစ်เนาะကျွန်တော်စီးပွားရေးပဲဖြစ်ဖြစ်ပညာရေးပဲဖြစ်ဖြစ်အောင်မြင်လိုပါကကျွန်တော်တို့ဘာသာရေးများများလုပ်ပေးပါကျမ်းမာရေးကောင်းကျင်သလားတခါတလေကျတော့ကျွန်တော်တို့လူဘဝကြီးမှာမမျော်လင့်မရည်ရွယ်ပဲနဲ့ယောဂဝေဒနာတွေရရှိလာတယ်ယောဂဝေဒနာတွေကြောင့်ပတ်စံတွေရလဲအများကြီးကုန်ကြနိုင်ပါတယ်အဲ့တော့ကိုကဘာယောဂမှန်းလည်းမသိအကောင်းကနေထပြီးတော့ယောဂတစ်ခုခုဖြစ်တယ်လို့ဆေးရုံစေကံသွား medical check အမျိုးမျိုးလုပ်ငွေကြေးကုန်ကြတာတွေလည်းကြုံတွေ့နိုင်ပါတယ်အဲ့တော့အဓိကဥအောင်ပြောချင်တဲ့သဘောကကျမ်းမာရေးကောင်းခြင်းရင်စီးပွားရေးကောင်းခြင်းရင်ပညာရေးကောင်းခြင်းရင်ဘာသာရေးလုပ်ပါဘာသာရေးဆိုတဲ့နေရာမှာတောင်မှဝိပဿနာတရားလေးအားထုတ်ပေးပါလို့အကြံဉာဏ်ပေးခြင်းပါတယ်တချို့ကပြောမှာပေါ့ဗျာတန်ဃာတော်တွေတရားအားထုတ်တာလက်လာပါကောင်းမှုလားရိတ်တာတွေမှာခုနှစ်သားသမီးတွေတရားအားထုတ်တာလက်လာပါကောင်းမှုလားလို့မေးပါလိမ့်မယ်တန်ဃာတော်တွေသင်္ကန်းဝတ်နဲ့တရားအားထုတ်တာရိတ်တာတွေမှာတရားအားထုတ်တဲ့ခုနှစ်သားသမီးမှန်နှမကတော့သေချာပေါက်တရားရခိုင်တော့စိတ်အေးချမ်းမှုရရှိပါလိမ့်မယ်ကျွန်တော်ပြောချင်တဲ့သဘောကကျေးဇူးတော်ရှင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကနိဗ္ဗာန်မဖို့ရကြောင်းတရားကောင်းနေအပြင်ကျွန်တော်38ပြာမင်္ဂလာတရားတော်မှာသေသေးချာချာလေ့လာကြည့်လိုက်ပါလောကီမင်္ဂလာ12ပါးထဲမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကလွန်ခဲ့တဲ့နှစ်ပေါင်း2600လောက်ကတည်းကစီးပွားရေးနဲ့ပတ်သက်တာပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်တာကျမ်းမာရေးနဲ့ပတ်သက်တာအိမ်အောင်ရေးနဲ့ပတ်သက်တာလူမှုရေးနဲ့ပတ်သက်တဲ့တရားတွေဟောခဲ့ပြီးသားပါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောကြားတော်မူတဲ့တရားတွေကိုတည်တည်ကြကြဆန်းစစ်ကြည့်မယ်ဆိုရင်နံပါတ်1ကတော့ယရဏသုံးပါးကိုကြီးညိုတဲ့သူတွေမိဘကိုယူသည်လေးစားတန်ဖိုးထားတဲ့သူတွေဘာသာရေးလုပ်တဲ့သူတွေဟာအခက်ခဲတွေအားလုံးကိုကျော်လွှားနိုင်ပါတယ်နောက်တစ်ချက်ကတော့စိတ်သက်ကြံ့ခိုင်တယ်ကျွန်တော်တရားအားထုတ်တဲ့သူဟာစီးပွားရှာတဲ့နေရာမှာစိတ်သက်ကြံ့ခိုင်တာဖြစ်တဲ့အတွက်အမှားအမှန်အကောင်းအဆိုးအကြောင်းကျိုးကိုဝေဖန်သုံးသပ်တဲ့နေရာမှာသူများနဲ့မတူတဲ့ result ကောင်းတွေရရှိနိုင်ပါတယ်ခင်ဗျာမိမိတို့ဘာလုပ်တာလဲဘာအလုပ်ပဲလုပ်ကိုလုပ်နေတဲ့အလုပ်ပေါ်မှာသစ္စာရှိရမယ်တီထွင်ရမယ်ကြံစမ်းရမယ်ကျွန်တော်တို့တီထွင်ကြံစတဲ့အပြင်ကျွန်တော်တို့တွေအားလုံးကအလုပ်ပေါ်မှာလည်းသစ္စာရှိရမယ်အလုပ်ပေါ်မှာသစ္စာရှိရမယ်အပြင်မှာစူးစမ်းမှုလည်းရှိရမယ်ဘာသာရေးလည်းလုပ်ရမယ်နော်အလူတန်းလေးတွေလည်းလုပ်ရမယ်ကို energy ခေါင်းနေအမြဲတမ်းထည့်ထားမယ်ဆိုရင်ကိုလုပ်တဲ့အလုပ်ဟာမအောင်မြင်မှုဆိုတာမရှိစေနိုင်ပါဘူးခင်ဗျကျွန်တော်အဓိကပြောချင်တာကမိမိတို့